င်ဒိုနီးရှားရဲ့ဂျာကာတာမြို့လယ်ကောင်ကလူခုမြင့်စားပေါ်မှာထောင်ပေါင်းများစွာသောလူတွေကဝိုင်းဝန်းကြည့်နေကြတယ်။အလဲမှာတော့အချက်ပပုစပင်တို့အမိုက်စားဝတ်ဆင်ထားပြီးမိန်းကလေးတယောက်ကစူပါမော်ဒယ်တယောက်လိုယုံကြည်မှုအပြည့်နဲ့ရှောင်းလန်းလာနေပြီးကင်မရာမီတွေကတစ်ဖက်ဖက်လင်းလက်ကအားပြနေကြတဲ့ပြည်သက်တွေကအများအပြားပါပဲ။လူခုမြင့်စားတစ်ခုကိုစင်မြင့်တစ်ခုပြေပြောင်းလဲပြလိုက်နိုင်တဲ့အသက်16နှစ်အရွယ်ဂျယ်ဂျီစလီဘူးဆိုတဲ့အတမန်မိန်းကလေးတယောက်ပါပဲ။သူမဖရှင်ကတော့ဈေးကြီးကြီးဘရန်တွေကမဟုတ်ပဲရမ်းမေးအောင်ဆိုင်ကတီရှပ်အမဲဘောင်းမီပွားပွားကိုဈေးတတတနဲ့အမိုက်စားဝတ်ဆင်ထားတာပါဂျက်ကြီးရဲ့အရက်က9ပေဝန်းစီနဲ့ရှိပြီးခန္ဓာကိုယ်ကတေးသေးလေးပဲရှိတာပါဒါပေမဲ့သူမကအရက်ပူတာကိုအားနေချက်မဖြစ်စေပဲခရော့တော့အင်ဂျီခါရှည်ဘောင်းမီတွေနဲ့ကရဖက်ဝတ်ဆင်ပြီးခြေတန်းစေးတရားစတိုင်ကြတရားနေပြခဲ့ပါတယ်လမ်းမော်ကကောင်မလေးတယောက်ရဲ့ဖက်ရှင်ကိုအင်ဒိုနီးရှားရဲ့ပေါ်စတာဖြစ်တဲ့ဘူဂျီနဲ့ထိတ်တန်းမော်ဒယ်တယောက်ဖြစ်တဲ့ပေါ်လာဘာဟိုဘန်တို့ကတော့သဘောကျလွန်းလို့သူမနဲ့အတူလမ်းပေါ်မှာအဝိစားပြန်ဝင်ပြီးဓာတ်ပုံတွဲရိုက်တာလမ်းလျှောက်တာမျိုးတွေအထိဖန်မိုးထားခဲ့ကြပါတယ်အင်ဒိုနီးရှားရဲ့စာမျက်နှာတစ်ခုကိုရေးထိုးခဲ့သူမကိုစီတာရဲ့ Fashion Week ရဲ့ငရင်မလို့တောင်တင်စားကြပါသေးတယ်ဂျယ်ဂျီဟာနေရာတစ်ခုကိုရခဲ့ပေမဲ့သူ့ရဲ့နောက်ကျောင်းကတော့တနာစရာပါဂျယ်ဂျီကို2006အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့မှာမွေးဖွားခဲ့ပြီးနာမည်ရင်းကတော့ဂျက်စမင်လာဒီစီယာဖြစ်ပါတယ်သူမကအင်ဒိုနီးရှားနယ်သာလန်ကာပြတယောက်ဖြစ်ပြီးရုပ်ရည်ကချောမောပြီးချစ်စရာကောင်းပါတယ်ဒါပေမဲ့သူ့ရဲ့ငယ်စဉ်ဘဝကထင်သလောက်မตายရခဲ့ပါဘူးမိဘတွေကွာရှင်းပြစ်ဆဲသွားခဲ့ပြီးနောက်ဂျယ်ဂျီဟာအဖိုးအဖွားတွေနဲ့အတူကြီးပြင်းခဲ့ရပါတယ်ဂျယ်ဂျီအသက်15နှစ်အရွယ်မှာသူမရဲ့အိမ်ကအိမ်ဖော်အမျိုးသားတဦးရဲ့အနိုင်ကျင့်မှုကိုခံခဲ့ရပြီးဒီအကြောင်းကိုမိသားစုကိုပြောပြခဲ့ပေမဲ့အဖွားဖြစ်သူကအိမ်ဖော်ကိုအပြစ်တင်တာမျိုးမရှိပဲဂျယ်ဂျီကိုပဲဝိုင်းပြီးအပြစ်တင်ခဲ့ကြပါတယ်စိတ်တရအကြီးကျယ်ရသွားတဲ့ဂျယ်ဂျီဟာဘဝကိုစိတ်ကုန်ပြီးအသက်15နှစ်အရွယ်မှာပဲအိမ်ကနေထွက်သွားခဲ့ပါတော့တယ်အိမ်ပြေးမိန်းကလေးငယ်တယောက်အတွက်ကတော့လမ်းမပေါ်မှာရှင်သန်ရတာမလွယ်ကူပါဘူးသူမဟာဂျာကာတာမြို့ရဲ့လမ်းမပေါ်မှာအိတ်ခဲ့ရပြီးလမ်းဘေးတငယ်ချင်းအစ်တွေနဲ့အတူရှင်သန်ဖို့ကြိုးစားခဲ့ရပါတယ်ဒီလိုနဲ့ပဲသူမဟာစူဒမန်ကော်ဖီဆိုင်တွေလမ်းဘေးတွေမှာအချိန်ကုန်ရင်းအခြားသောတငယ်ချင်းတွေနဲ့အတူတွေ့ဆုံခဲ့ပါတော့တယ်။အဲနောက်ပိုင်းမှာဂျာကာတာမြို့ကသတင်းတောက်တယောက်နဲ့တစ်တော်ကာတယောက်ကစူဒမန်လမ်းဆောင်ကလမ်းဘေးလူငယ်တွေကိုအင်တာဗျူးရင်းဂျယ်ဂျီနဲ့သူမရဲ့ရည်စပ်ဖြစ်သူတို့ကိုပါအင်တာဗျူးခဲ့ပါတယ်။အဲဒီအင်တာဗျူးဗီဒီယိုမှာဂျယ်ဂျီဟာထူးခြားပြီးချစ်စရာကောင်းတဲ့အမှုအရာကင်မရာကိုမကြဘဲစနောက်တက်တဲ့ပင်ကိုစရိုက်ကြောင့်လူတွေကတတိထားလာမိကြပါတယ်။ TikTok နဲ့ Instagram မှာလည်းfollower တန်းချီတိုးပွားလာခဲ့ပြီးလူတိုင်းကသူမကိုဂျယ်ဂျီစလီဘူးမှုခေါ်ပြီးရှာဖွေလာကြပါတော့တယ်။ဂျယ်ဂျီရဲ့နာမည်ကျော်ကြားမှုနဲ့အတူသူမကျင်လျာစူဒမန်လမ်းမပေါ်ကနေစီတာယန် Fashion Week ဆိုတဲ့လူငယ် fashion လှုပ်ရှားမှုကြီးတစ်ခုပေါ်ပေါက်လာပါတယ်။သူမရဲ့အောင်မြင်မှုဟာ BBC နဲ့တိုဂျို Fashion သတင်းတွေမှာပါကြီးကျူးဖော်ပြခံခဲ့ရပါတယ်။ဂျယ်ဂျီဟာအဝေးအစားမှတ်စိတ်တွေရဲ့ brand ambassador ဖြစ်လာခဲ့ပြီးတလကိုအင်ဒိုနီးရှားရူပီတန်းချီရှာဖွေနိုင်တဲ့လူချမ်းသာတယောက်ချက်ချင်းဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့အသက်16နှစ်သာရှိပြီးလမ်းဘေးကနေရုတ်တရက်ကျေပွင့်ဖြစ်လာတဲ့မိန်းကလေးငယ်တယောက်အတွက်ပရိသတ်ရဲ့တံကိုမခံနိုင်တာမျိုးတွေရှိလာပါတယ်။ဒီနေ့မှာဂျယ်ဂျီလမ်းလျှောက်လာစဉ်ပရိသတ်တွေကအလူအကျက်ဝိုင်းအောင်ဓာတ်ပုံရိုက်ကြတဲ့အခါသူမဟာစိတ်မထိန်နိုင်ပဲငါကိုလမ်းဖက်ပေးကြစမ်းလို့ဒေါသတကြီးအော်ရီခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုကလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့သွားခဲ့ပါတယ်။ဒီဗီဒီယိုကြောင့်အင်ဒိုနီးရှားပရိသတ်တွေကနာမည်ကြီးလာတော့ဘဝင်မြင့်သွားပြီဆိုပြီးဂျယ်ဂျီကိုပြင်းပြင်းထန်ထန်ဝေဖန်ကန်ဆန်ကြပါတော့တယ်။နောက်ပိုင်းမှာသူမမျက်ရည်ကျပြီးတောင်းပန်ခဲ့ပေမဲ့ပရိသတ်တွေရဲ့အားပေးမှုကတော့ပြန်မရတော့ပါဘူး။တစ်ချိန်တည်းမှာပဲအင်ဒိုနီးရှားအစိုးရကလမ်းပိတ်ဆို့မှုတွေရင်းနှီးမှုဆိုင်ရာပြဿနာတွေကြောင့်စီတာယန် Fashion Week ကိုပိတ်ပင်လိုက်တဲ့အခါဂျယ်ဂျီစလီဘူးရဲ့ခေတ်ဟာလည်းပုံဆုံးသွားပါတော့တယ်။လက်ရှိအချိန်မှာတော့ digital creator တယောက်ဖြစ်ဆက်လက်ရပ်တည်နေပါတယ်။ဂျယ်ဂျီဟာမိသားစုနဲ့လည်းပြန်လည်အဆင်ပြေသွားခဲ့ပြီးဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေပါတယ်။